ဒီနေ့ kingdom ရဲ့ principle တခုကိုကျွန်တော်ချပြချင်တယ်ဖခင်ရဲ့နိုင်ငံတော်အကြောင်းကိုကျွန်တော်ပြောပြချင်တယ် Our God is God of principle. So today I just want to share some principle of the kingdom of God. ဖခင်သခင်နိုင်ငံတော်ရဲ့ principle တခုချပြချင်တယ် Amen. အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော် ministry တခုလှုပ်ဆောင်ပြီးဆိုရင်ငွေရေးကြေးကုန်ကြမှုအယံများတယ်အခုကျွန်တော်တို့ဒီမှာ ministry လုပ်တဲ့အခါမှာBangkok မှာလုပ်တယ်အခုကျွန်တော်တို့ဟလာမဲဆိုင်မှာအခုရှိတယ်ကျွန်တော်တို့ဒါချက်ထွင်တော့မယ်နောက်ပတ်ဆိုကျွန်တော်မဲဆိုင်မှာသွားတရားဟောမယ်မဲဆိုင်မှာကျွန်တော်ပွဲတစ်ခါလုပ်တိုင်းမှာလည်းကျွန်တော်ပတ်စံနေအများကြီးကုန်တယ်ပြီးတော့ဒီမှာအမှုတော်ဆောင်နေအများကြီးရှိတယ်ဟလာအစင်မပြေတဲ့သူတွေရှိတယ် love give ပေးနေရတာရှိတယ် volunteer ပေးနေလိုအပ်လိုက်လိုအပ်လို့ပေးရတာတွေရှိတယ်ကုန်ကြစည်တွေရှိတယ်သူတို့ဒုက္ခရောက်လိုက်စိတ်ယုံတက်တဲ့ခါမျိုးမှာပေးရတဲ့ဟာတွေရှိတယ်ပြန်ချုပ်လိုက်ရင်ကျွန်တော်သန်းနဲ့ချီကိုအများအားကုန်ကြနာဖြစ်တယ်ဆိုတော့ဒုက္ခရောက်နေသူလည်းကြီးချက်လှုပ်လိုက်လို့ပြောလို့မရပါဘူးဒီမှာဆိုကျွန်တော်တို့ဘာကိုပြောပြချင်တာလဲဆိုတော့ငွေဟာရှိရမယ်ကျွန်တော်တို့ငွေရှိရတယ်ငွေမတတ်မရဘူးညုံမတော့မတာပဲဖယားသခင်ကငွေရေးကြေးနဲ့ဆိုင်တဲ့ကောင်းကြီးပေးခြင်းနဲ့ဖခင်အာမင်ကောင်းကြီးမင်္ဂလာထဲမှာဒါပေမဲ့ငွေကကောင်းကြီးမဟုတ်ဘူးနော်ကောင်းကြီးထဲမှာငွေပါတယ်ငြိမ်သက်ခြင်းကောင်းကြီးအောင်မြင်ခြင်းကောင်းကြီးကျမ်းမာခြင်းကောင်းကြီးမျက်နှာသာရခြင်းကောင်းကြီးမင်္ဂလာတွေအများကြီးရှိတယ်အဲ့ဒီမှာငွေနဲ့ဆိုင်တဲ့ကောင်းကြီးဆိုတာရှိတယ်โอเคအဲ့ဒီကောင်းကြီးကိုလေဖခင်ကပေးခြင်းနဲ့ဖခင်ဖြစ်တယ်အာမင်အာမင်အာမင်တင်းကိုစားစရာမရှိတာကိုဖခင်ကြည့်ရမယ်ထင်လားဝတ်စရာမရှိတာကိုဖခင်ကြည့်ရမယ်ထင်လားနေစရာမရှိတာကိုဖခင်ကြည့်ရမယ်ထင်လား No ဖခင်သခင်ကတင်းကိုလောကသားတွေထက်တော်မှာပိုတော်ရှိစေခြင်းနဲ့ဖခင်အာမင်ဒီမှာကျွန်တော်ပြမယ်ခရိယန်တွေတော်တော်များများအမွေမပေးနိုင်ဘူးအဲ့လိုမဖြစ်အောင်မကြည့်တုတ်တန်ကျမ်းခန်းကြီး73ငယ်22ကိုသွားကြည့်အောင်ခဏလောက်မြန်လေးသွားရအောင်တုတ်တန်ကျမ်းခန်းကြီး73ငယ်22အားလုံးပြောရအောင်သူတော်ကောင်းသည်သားမြေတို့အဖို့အမွေဥစ္စာကိုခြံထားတတ်၏အပြည့်ရှိတော်သူ၏စီးစိမ်မူကဖြောင့်မတ်တော်သူတို့အဖို့သူထားလျက်ရှိမကြီး a good man လို့ပြောတယ်ဒါပေမဲ့အခြားသော version မှာဘာပြောလဲဆိုတော့ a godly man လို့ပြောတယ် godly man good man leaves and what inheritance to his children'sသူတော်ကောင်းနေရတဲ့တနည်းအားဖြင့်ဟိုမှာတော့ godly man လို့ပြောတဲ့အတွက်ကြောင့်ဖယားသခင်နဲ့အဆက်ရတဲ့သူတွေဟာဖယားနဲ့တွာလာတဲ့သူတွေဟာဖယားသခင်ကောင်းကြီးရှိတဲ့သူတွေဟာကိုယ်သားသမီးရောအမွေပေးနိုင်တဲ့သူတွေဖြစ်ကိုဖြစ်တယ်တဲ့အာမင်တဆက်တော်မို့သားစဉ်မြေးဆက်ကိုအမွေပေးနိုင်တဲ့သူတွေဖြစ်တယ်တဲ့အာမင်အာမင်ဒီမင်္ဂလာကျွန်တော်မြန်မာပြည်သားတွေမှာရှိရမယ်အာမင်ကျွန်တော်ယုံကြည်သူတွေမှာရှိရမယ်ဟာလေလုယာဟာလေလုယာအခုက oneness အရန်ကောင်းတာသားသမီးတို့နိုင်ငံခြားပြန်လှုပ်ပြီးတော့ခိုင်းစားနေတဲ့ဖခင်မိခင်တွေဖြစ်နေတယ်အဲ့ဒါမြန်မာပြည်အတွက် oneness ရာကြီးသားသမီးတို့နိုင်ငံခြားပို့အဆင်ပြေလားမပြေလားမသိသူတို့ကနေဟလာမပို့ပေးနိုင်ပတ်စံလှည့်ပတ်ချီအဲ့ဒီပတ်စံဟိုကနေပြန်ပေးဆက်ရအများကြီးပဲဒုက္ခတွေအများကြီးဒုက္ခတွေရောက်နေ No you won't matter No. A godly man leaves an inheritance to his children. ပေးသွားနိုင်တယ်အာမင်ဒါကြောင့်လေဖခင်ကဘာပြောလဲဆိုတော့မင်းတို့လိုအပ်တဲ့အရာတွေအလုံးငါအကုန်ပေးခြင်းနဲ့ဖခင်တဲ့အာမင်ဟုတ်ပြီနော်
ဒါကြောင့်ရှင်ပေါလုပြောတယ် My God shall supply all your needs according to his what riches and glory ငါ၏ဖျားခင်သည်ဘုန်းအနုဘော်နှင့်စံပေတော်မူသောစီးစိမ်ရှိသည့်တိုင်တင်တို့အလိုရှိသမျှဘုရားအဖြစ်ယေရှုခရစ်အဖြစ်ပြည့်စုံစေမယ်အာမင်အာမင်အာမင်ယေရှုခရစ်ပြည့်စုံစေမယ်အာမင်ဆိုတော့ဒီနေ့မှာကျွန်တော်ညီကိုမောင်မရောက်စီတယ်ကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့ရဲ့အသက်တာမှာလိုအပ်မှုတွေရှိနေတာကကျွန်တော်တို့ရဲ့ mindset တွေမှားနေတယ်ကျွန်တော်တို့ဖျားကိုကိုးကွယ်တဲ့ပုံစံမှားနေတယ်ဥပမာကျွန်တော်ခုပြမယ် Matthew chapter 6 verse 33မာသဲအခန်းကြီး6ငယ်33ဘာပြောလဲ But seek first the kingdom of God ဘုရားသခင်၏နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာကြလော့နောက်မှပါလဲထိုအရာများကိုအဲ့ဒီမှာ all these things shall be added to you all these things ဆိုတာပါလဲမင်းတို့ဒီမြေကြီးပေါ်မှာလိုအပ်တဲ့အရာတွေမှန်သမျှအားလုံးကိုငါထပ်ရွယ်ပေးအောင်မယ်အာမင်မင်းတို့လိုအပ်တာတွေအားလုံးလိုလေသေးမရှိအောင်ပေးမယ်ဒါမှကျွန်တော်ပြောပြမယ်ယုံကြည်သူဖြစ်ပြီးတော့အကျွေးတွေရှိနေတာကလုံးဝဖျားလို့တော့မဟုတ်ဘူး yeah no မကျွန်တော်မကြားကျွန်တော်သိအောင်ယုံကြည်သူဖြစ်ပြီးတော့အကျွေးရှိခွင့်မရှိဘူး yeah hello hello ယုံကြည်သူမှာချစ်ချင်းမေတ္တာမှတပါအဘယ်အကျွေးမှမရှိရဘူးလို့နှုတ်ကပတ်တော်ပြောထားပြီးသားအာမင်အာမင်အာမင်ပြန်ပြောမယ်မရအောင်အဲ့ဒီ level ကြီးကျွန်တော်တက်နိုင်ရမယ်အာမင်ယုံကြည်သူမှရင်ပါလေချစ်ချင်းမေတ္တာမှတပါဘယ်အကျွေးမှမရှိရအာမင်အာမင်ဆိုတော့ချစ်ချင်းမေတ္တာမှတပါအဘယ်အကျွေးမှမရှိရဘူးဆိုပေမဲ့ကျွန်တော်ဘာလို့အကျွေးတွေရှိနာလဲပြောတခုခုမားနေလို့ဆိုတော့ဘာပြောလဲဘုရားခင်နိုင်ငံတော်ဖြောင့်မခြင်းရှေးဥစွာရှာကြလောဆိုတော့ပထမဆုံးကြည့်မယ်ဘာကိုရှာခိုင်းတာလဲဘုရားရဲ့ပါလဲပြောဘုရားရဲ့ပါလဲနိုင်ငံတော်ရင်ရှာရမယ်ပြောဘာကိုရှာမလဲနိုင်ငံတော်โอเคနိုင်ငံတော်ဆိုတာပါလဲကြည့်အောင်နိုင်ငံတော်ဆိုတာကြည့်မယ်ဒီနေ့ကောင်းကြီးဖြစ်လိမ့်မယ်အာမင်ဒီနေ့ကောင်းကြီးဖြစ်လိမ့်မယ်အာမင် I receiveမာသဲခန်းကြီး6အငယ်19အားလုံးကြည့်အောင်နိုင်ငံတော်ဆောင်မသွားခင်လေးမှာကျွန်တော်ဒါကိုချက်လောက်ရှင်းပြရှင်းတယ်တန်ကြီးပိုးရွာဖြက်စီး၍တခိုးထွင်းဖောက်ခိုးယူရမြေကြီးပေါ်မှာဘန်တော်မစီးဘူးနဲ့တဲ့ခဏရက်မယ်မစီးဘူးနဲ့လို့ပြောရတဲ့ကြောင့်သူများတွေဘာဖြစ်လဲရရဆာဆာဖြစ်သွားခရိယန်နေဘာဖြစ်သွားလဲဘာမှမစီးဘူးတော့ရစားရမင်းဖျားခင်အကောင်းဆုံးမစီးဘူးနဲ့လို့ပြောတော့ကြောင့်ဘာမှစွတ်စရာမလိုရစားအကုန်စားလဲစားပြီးမရှိလဲမရှိတော့သူများဆရာပတ်စံရှောက်ချီရောဟယ်လိုအဲ့ဒါပညာမဲ့တဲ့သူတွေငါလူတွေပညာနဲလို့ဆုံးရှုံးနေတဲ့မစီးဘူးနဲ့တဲ့အဖြေရလာပြီအဖြေလာလိမ့်မယ်ဆက်သွားတန်ချေပိုးရမပြက်စီး၍တခိုးမဖောက်မခိုးယူရကောင်းငင်ပုံ၌ဘန္နာကိုစီးပူးကြလောဘန္နာကောင်းငင်ပုံ၌ဘန္နာကိုစီးပူးကြလောစီးပူးလို့တဲ့ဘာဖြစ်လို့မြေကြီးပေါ်မှာမစုခိုင်းဟလာဘယ်လိုခေါ်လဲမြေကြီးဘန္နာကိုမစုနဲ့ကွာတဲ့ကောင်းကင်ဘန္နာကိုစုပါတဲ့ဆိုတော့အဲ့ဒါကိုနားလေပြီးတော့မှတလွဲပညာမဲ့နားလေပြီးတော့မှရှောက်လုပ်ပြီးတော့ပတ်စံလည်းမရှိတော့ဆရာဒေးဗစ်ရဲဆိုပြီးတော့အငိုတာအများကြီးပဲအဲ့ဒါခံစားရတာပေးရလို့မဟုတ်ဘူးခံစားလှုပ်ချင်တာလှုပ်ပြီးတော့မှဆရာဒေးဗစ်လာရဲ့ဆွတ်တောင်းပေးပါဦးအိမ်ရောက်မလားမသိဘူးဟာဘယ်လိုလဲတန်ကြီးပွေအဲ့ဒါစိတ်အားကြီးတာပညာမဲ့တာစိတ်အားကြီးတယ်ဒါပေမဲ့ပညာမဲ့တာပညာရှိတဲ့သူကစိတ်အားမကြီးဘူးအာမင်
စိတ်အားကြီးတာပညာမဲ့တဲ့အလို့စိတ်အားကြီးတာမဟုတ်ဘူးပညာရှိတဲ့သူဟာသူ့ရဲ့စိတ်ကိုထိန်းချုပ်နိုင်တာလှုပ်တဲ့အချိန်မှာလှုပ်ရမယ့်အလုပ်ကိုလှုပ်ခြင်းကအဲ့ဒါပညာရှိတန်ကြီးပိုးရွမဖြက်စီး၍တခိုးမထွင်းမဖောက်မခိုးမယူရကောင်းကင်ဘုံ၌ဘန္နာကိုစီးပူးကြရတယ်โอเคဒါဆိုမင်းတို့ကောင်းကင်ဘုံဘန္နာပဲစီးပူးကြမြေကြီးရမစီးပူးနဲ့လို့ဆိုပြီးတော့မှအလွဲယူတော့မှဘာလုပ်လဲဆိုတော့ဘာလို့လဲသိလားကျွန်တော်ပြောပြမယ်ဟိုတခါကျွန်တော်တို့ဂျပန်ဝင်ကြီးချုပ်လေတနက်ပစ်ခံရတယ်မှတ်မိလားမသိဘူးတည်သွားလေအဲ့ဒီပြစ်တဲ့လူဟာအဲ့ဒီပြစ်လိုက်တဲ့သူဟာသူကခရိယန်တွေကိုအယံနာကြီးသွားလို့ဘယ်လိုဆက်ဆိုင်လဲဆိုခရိယန်နာကြီးတာ ਨੇ အဲ့ဒီဂျပန်ကဟိုစားကိုတတ်လိုက်တာဘာဆိုင်လဲဆရာပြောပြမယ်ကိုရီးယားကဆရာတယောက်ဂျပန်ကိုရောက်လာတာသာသနာပြုတာသာသနာပြုတော့ဒီမှာကြည့်တေချာနာတော့ဒါရိုင်းကြည့်ဒီ story อ่ะသာသနာပြုတဲ့အခါမှာဒီဂျပန်မိသားစုတွေအများကြီးပြောင်းလဲတယ်အဲ့ဒီထက်နေဂျပန်အမျိုးသမီးတယောက်မုတ်ဆိုးမသူကပြောင်းလဲသွားအဲ့ဒီကိုရီးယားဆရာအပြင်ပြောင်းလဲသွားတဲ့အချိန်မှာဒါသတိထားမယ်အပိုင်းပေါ့ပြောင်းလဲသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ तू ကအဲ့ဒီဆရာကြီးတို့ဖျားเจ้าမှာရှိသမျှအရာအကုန်လှူတာသူရဲ့ရှိသမျှအရာပါလေအကုန်လှူမြေကြီးဘန္နာကိုမစီးဘူးနဲ့ကောင်းကင်ဘန္နာပဲစီးဘူးဆိုတဲ့ဟာကိုယူပြီးတော့မှရှိသမျှအကုန်ပေးလိုက်ကောမုတ်ဆိုးမရဲ့တာအဲ့ဒါပြစ်လိုက်တဲ့ကောင်အဲ့ဒီမုတ်ဆိုးမတာငငယ်ကလေးကဒီခရိယန်တွေဟာဆုပ်ပြက်နဲ့ तू ကအိမ်တော်မကြည့်တော့ဘူးဒီမျိုးသမီးကအိမ်ကိုတောင်မှမကြည့်တော့ဘဲနဲ့အိမ်ကိုတောင်မှ तू ကမပြုစုတော့ဘူး तू ကဘုရားနိုင်ငံအတွက်စိတ်အားကြီးလို့ရေးလေလို့တာဒါပေမဲ့ခလေးကနာကျင်သွားပြီဒီခရိယန်တွေငါအမေကိုတတ်ဟိုစားလိန်စားတဲ့ကောင်တွေတောင်မှုတော်ဆောင်တွေအလုံးလဲဆရာတင်ပေးရှင်တယ်ပေးတိုင်းမယူပါနဲ့ပေးတိုင်းမယူပါနဲ့သူတို့ရဲ့အခြေအနေကိုကြည့်ပါစိတ်အားကြီးပြီးတော့ပေးရင်ယူခွင့်မရှိဘူး Helloစိတ်အားကြီးပြီးတော့ပေးရင်ဘလောက်အပေါက်များယူခွင့်မရှိသူမိသားစုတို့ပြန်ကောင်းကြီးဖြစ်စေဖို့တင်ပြန်ပြင်ဆင်ပေးသူအမှုတော်ဆောင်ဆိုတော့အဖြစ်သူများတွေကောင်းကြီးဖြစ်ရမှာလှူတိုင်းကျေနပ်နေလို့မရဘူးလှူတိုင်းကျေနပ်နေလို့မရဘူးအသိမကြောက်မှုတော်ဆောင်နေဟာမင်းအရန်လှူလာပြီဆိုအဲ့ဒီဘက်ရောက်နေလှူဆေးဟာဟာလေလုယာမင်းအဲ့ဒါနိုင်ငံတော်အတွက်မင်းမလို့ရဘူးဟိုမှာသူအိမ်မရှိရမရှိဖြစ်သွားပြီအိမ်မရှိရမရှိဖြစ်တယ်အရေးမကြီးအဲ့ခလေးတွေကအရန်နာတာအဖြစ်ချင်တော့အဲ့ဒီကောင်လေးကအဲ့ဒီဝင်ကြီးချုပ်အရန်ချစ်တာပြစ်လိုက်တဲ့ကောင်လေးကဝင်ကြီးချုပ်အရန်ချစ်တာတော်နဲ့လူရင်းပြောရင်အဲ့ဒီသူ့အမေလှူတဲ့ဖျားကြောင့်ကြီးထွားလာတာတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာဒီအဖွဲကို तू အယံမောင်းနေအကောင်လေးကဒါနဲ့ तू ဘာသွားလို့လဲစစ်တပ်ထဲသွားဝင်မလို့ तू ကပြစ်ခတ်ချင်းနဲ့အကုန်တင်တော့တာနောက်ဆုံးလက်နဲ့လုံနီးပါ तू တင်ပလိုက်တာအဲ့ဒီ तू ပြစ်တဲ့လက်နဲ့ तू ဘာ तू လောက်ထားတဲ့တနတ်ရန်တနတ်လေးအဲ့ဒါနဲ့ကျွေးလိုက်တာဘာလို့ဖြစ်တာလဲပြောပြမယ်ဟိုတင်းဥဆရာတော့မပြစ်ပဲနဲ့ဘာလို့ဝင်ကြီးကိုပြစ်တာပြောပြမယ်အဲ့ဒါလဲတကယ်တော့မုန်းတာတင်းဥဆရာတလွဲအဲ့ဒါလဲပြောပြမယ်ဒါမဲ့ကျွန်တော်ပြောပြရှင်တာဒီလိုသူ့အမေကတသက်လုံးသူတို့စားကြတော့မရှိဘူးဖျားကနိုင်ငံတော့ပေးမင်းကိုဖျားကောင်းကြီးပေးမယ်သူ့မေစိတ်အားကြီးပြီးတော့လှုပ်ပေမဲ့ तू ကမစားနိုင်မတောက်နိုင်ဖြစ်ပြီငငယ်တဲ့စင်ရဲရဲနဲ့နေခဲ့တဲ့ဘဝမှာဒီခရိယန်နေရောက် तू ရှိမြအကုန်ပေးတာ哦သူ့အမေကဒီသဘော
ပေးရင်ပေးမဟုတ်ဘူးအဲ့ဒါပညာမဲ့တာပေးတိုင်းကောင်းတာမဟုတ်ဘူးဖခင်နိုင်ငံပေးခိုင်းမှပေးရတာအာမင်အာမင်ဖခင်ပေးခိုင်းပေးခံစားချက်တွေရှောက်မပေးရဘူးအာမင်အာမင်ဒါမဲ့ပြဿနာလဲပေးခိုင်းတဲ့အချိန်တော့မပေးတဲ့ဖွဲ့ရှိတယ်ဘာလို့ဆိုမသိလို့အဲ့မှာကောင်းကြီးကမရပြန်အောင်ဖခင်ပေးခိုင်းတဲ့အချိန်မှာမပေးတော့စိုက်ခိုင်းတဲ့အချိန်မှာမစိုက်တော့ရေသိမ်းတဲ့အချိန်မှာမရိပ်ရအောင်ဒီလိုကလည်းနှစ်ခုရှိပြန်တယ်မပေးခိုင်းမဲ့နဲ့စိတ်အားကျတော့ပေးတဲ့အဖွဲ့ကတစ်မျိုးပေးခိုင်းတဲ့အချိန်မှာလည်းနားပေးနေတော့မပေးတဲ့အဖွဲ့ကတစ်မျိုးဒါနဲ့ဒီနှစ်ဖွဲ့ကဖျားကြောင်းတွေထဲမှာလာစုနေတာမဒုက္ခတွေရောက်နေခရိယန်နဲ့အများကြီးခုကအယက်မြက်ကန်းလို့ပေးတဲ့အဖွဲ့နဲ့အတန်ကြားမှပေးမယ်ဘယ်တော့မှလည်းမကြားခရစ်တော်ကြွလာတော့မယ်သူကဘယ်တော့မကြားဘူးအဲ့လိုမျိုးကလည်းမဟုတ်ပြန်ဘူးဒါမဲ့အဲ့ဒီကြောင့်ပြောမယ်ဆိုတော့အဲ့ဒီဝင်းကြီးချုပ်သူကအရာချစ်တာဒါမဲ့တရက်မှာသူအင်မတန်မုန်းတဲ့အဲ့ဒီဖျားเจ้าရဲ့ဖွင့်ပွဲတစ်ခုမှာအဲ့ဒီဝင်းကြီးချုပ်ကသွားပြီးတော့ဖွင့်ပွဲသွားလုပ်ပေးလိုက်တယ်ငါအင်မတန်မုန်းတဲ့ကောင်တွေကိုငါအင်မတန်ချစ်တဲ့ဝင်းကြီးချုပ်ဘာသွားလောက်တာလဲဖင်းဆိုဆွဲလိုက်အောင်မဟုတ်ပြောချင်တာစိုက်ကိုလေးကလေးอ่ะငယ်တဲ့ကလေးကစိုက်ကိုဝင်သွားတာဒီခရိယန်တွေကြောင့်ဒီဂျပန်လူမျိုးတို့ကိုရီးယားလူမျိုးတွေဆိုတာလုံရင်လည်းအဆုံးလုပ်တဲ့ဖွဲ့တွေစိတ်ဓာတ်ပြင်းထန်တာကြောက်စရာကြီးတို့ကတော့ဟိုမရောက်ဒီမရောက်ပူရင်ပူတို့ကတော့အနှွေးတစ်လိုင်းနဲ့ဒိုးနေတာတို့မြန်မာပြည်သားတွေကြည့်လိုက်အနှွေးတစ်လိုင်းခလဲကနေဒိုးနေတာပူရင်ပူအေးမို့တော့အနှွေးတစ်လိုင်းဒိုးနာအရန်ဆက်ကလားဆိုလဲအရန်မဆက်ကဘူးစာရန်ကျွေးမှဆုတ်လို့လေအမဲစာရန်နဲ့သူအပေးယူလို့တော့ဆွဲနာဒီပေါက်ရကောင်တယ်အများကြီးအဲ့ဒါနဲ့ကြည်သူများစိတ်နာစရာဖြစ်ကုန်ပြီမဟုတ်ဘူးနော်ညီကောင်မောင်တို့ကျွန်တော်ပြောပြချင်တယ်တန်ကြီးပိုးရမဖြတ်မစီတကုန်းမကြည့်အဲ့ဒါအဓိကပြောတာမဟုတ်ဘူးဆက်သွား20ပါအေးလာပြီဒီမှာ21မှာတေချာနာတော့စုချင်းမစုချင်းကိုအဓိကပြောနေတာမဟုတ်ဘူးဆွဲလန်းချင်းကိုအဓိကပြောနေတာအာမင် Come on ကျမ်းစာဖတ်ရင်တပိုက်ဆွဲယူပြီးတော့မှပေါက်ကရလှုပ်တဲ့ဖွဲ့အများကြီးရှိတယ်အကြောင်းမူကအကျဉ်ရက်၌သင်တို့ဤဘာနာရှိတယ်ထိုရက်တို့သင်တို့စင်လို့ဆိုတော့မြေကြီးဘာနာမစုခိုင်းတာဘာကြောင့်လဲမင်းရဲ့စိတ်နှလုံးကမြေကြီးဘာနာမဆွဲလမ်းဖို့ကောင်းငင်ဘာနာဘာလို့စုခိုင်းတာလဲအကျဉ်ရက်မှာထိုဘာနာရှိတယ်အဲ့ဒီရက်ကိုမင်းရဲ့စိတ်လုံးရောက်တယ်ဆိုတော့အဓိကပြောနေတဲ့ဟာကစုချင်းမစုချင်းတဲ့မင်းရဲ့နှလုံးသားကမြေကြီးမှာထက်ဖျားရာကိုဆွဲလန်းတတ်တဲ့သူဖြစ်ဖို့အရေးကြီးတယ်ဆိုတာကိုသင်ပေးနေတာအာမင်ဟယ်လိုအာမင်ရလာညီကောင်မောင်မတော်ဖတ်တာကြာပြီနော်ဖတ်ခဲ့တာကြာပြီအခုမှသဘောပေါက်သွားဆိုရင်ကျွန်တော်ကျင့်တတ်ပါတယ်I don't know အကြောင်းမူကအကျင့်ရနဲ့တင်တို့ဘာနာရှိတယ်ထိုရဲဆိုတင်တို့စိတ်လုံးအဓိကပြောချင်တဲ့အရာဖျားကန်တင်စုတာလေမစုတာလေအဲ့ဒါအရေးမကြီးစုစရာရှင်စုစရာရှိတာစုလာလိမ့်မယ်ခဏလေးလာမယ်အကြောင်းမူကအကျင့်အရနဲ့တင်တို့ဘာနာရှိတယ်ထိုရဲဆိုတင်တို့စိတ်လုံးရောက်တယ်ဆိုတော့မကြည့်အောင်အဓိကပြောနေတာစုချင်းမစုချင်းတဲ့မင်းရဲ့စိတ်နှလုံးဘယ်မှာရောက်နေတာလဲငွေရှိတာပြဿနာမဟုတ်ပြောပါငွေရှိတာပြဿနာမဟုတ်ငွေရှိတာပြဿနာမဟုတ်ငွေတတ်မှတ်တာပြဿနာငွေကိုတတ်မှတ်တာပြဿနာMoney is not a problem. The love of money is root of all evils. မစုဆောင်နေတဲ့မလို့အဲ့လိုရှော့လုံးတဲ့တော့ကြောင့်ကလေးတွေကနာကျင်သွားတယ်
မဟုတ်ကျွန်တော်မှုတော်ဆောင်တယ်ကျွန်တော်သားသမီးကျွန်တော်မိသားစုလိုအပ်တာတစ်ခုမှမရှိစေရအောင်အကုန်အပြည့်ရှိအောင်ငါဒီမှာထိုင်နေငါမဒီဂျေဇုရှင်လေးတွေနဲ့ငါအမှုတော်ဆောင်နေရတဲ့အတွက်ကြောင့်နင်တို့မကြည့်နိုင်ဘူးဆိုတဲ့စကားတစ်ချက်မှမထွက်စေရအောင်ဂျေဇုရှင်လေးတွေဂျေဇုရှင်လေးတွေညတကောင်ခေါ်ပြီးတော့မှအဲ့ဒါဖို့ဖြစ်တယ်ဂျေဇုရှင်လေးတွေငါဒီမှာလုံနေရတဲ့အတွက်ကြောင့်ငါအရာပစံကုန်တဲ့ကြောင့်နင်တို့မရှိဘူးအဲ့ဒါ no မရှိရှိစရာအကြောင်းမရှိတော့ဆိုရင်ဆရာကျွန်တော်ကြောက်ဘာလို့မရှိတာလဲ very simple ဖျောက်အောက်ကွယ်တဲ့ဟုတ်တယ်နင်ကစီမံခန့်ခွဲနိုင်တဲ့ဉာဏ်မရှိလို့သူအကန့်နဲ့သူထားတာရတယ် organize ဆိုတာ organization တော့ဖြစ်ချင်တယ် organize မဖြစ်ရင် organization မဖြစ်လာဘူးကိုယ့်အခါမှာခြေစွပ်ကဟိုးကောင်းရင်မှာဖနက်ကတရံကဟိုးထိတ်မှာနောက်တရံဒီထိတ်မှာအဲ့လိုလူမျိုးဘယ်လို organization လုပ်မှာလားကိုစားထားတဲ့ပကံကိုစားပြီးချင်းမစေးတဲ့အဖွဲ့ရှိတယ်ပကံကိုချောင်းထားတဲ့အဖွဲ့နားကိုမလဲဘူးအဲ့ဒါဘယ်လို organization ယူတည်ထောင်ပါလဲသူ့နေရာနဲ့သူ့နေရာနားရှိမယ်ငွေရှိတာပြဿနာမဟုတ်ဘူးငွေတတ်မှတ်တာပြဿနာငွေရှိတာလုံးဝမမအောင်မှတ်ထားငွေရှိတာလုံးဝမမအောင်မဘူးကျွယ်ဝတာလုံးဝမမအောင်မဘူးချမ်းသာတာလုံးဝမမအောင်မဘူးဒါမှတခုတော့ရှိတယ်ဖះပြောတယ်နိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှေးစွာရှာနောက်မှထိုးရတယ်ငါပေးမယ်ကောအာမင်ထိုးရစွာပါလေလောကမှာလိုအပ်တဲ့အရာဒါမဲ့ပြောပြမယ်တေဟရန်တော့ပဲနိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှာတဲ့ပထမဆုံးနိုင်ငံတော်တဲ့နိုင်ငံတော်ရှာရမယ်တဲ့ဘာရှာမလဲဘာရှာမလဲနိုင်ငံတော်โอเคနိုင်ငံတော်လို့ပြောလိုက်ငါသားသမီးတွေရေးပေးအဲ့မီဒီယာဘာသူကင်လဲတေချာမြန်ရေး ownership နဲ့ stewardship မတူဘူးဖျားသခင်တို့မဆလို့မရဘူးဆိုတာကဖျားသခင်ကြွယ်ဝခြင်းတို့စီဘာလို့မရောက်လာလဲသိလားလာတော့မညီကိုမောင်မတို့ဒီနေ့တင်တို့လာတာဆရာကျေးဇူးအရန်ချီးမွမ်းတယ်ရန်ချီးရချီးမွမ်းတယ်ရတော့မယ်မကြခင်ရတော့မယ် okay good ဒါမှမရရင်တော့ခင်ဗျာမရတော့ဘူးဒီလောက်အတန်ပြဲတဲ့ကောင်လည်းမရှိဘူးနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာတဲ့နိုင်ငံတော်ကိုရှာရမယ်ပထမဆုံးโอเคနိုင်ငံတော်ဘယ်သူရဲ့နိုင်ငံလဲဘုရားသခင်ရဲ့နိုင်ငံတော်โอเคဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတော့ရှင်းပြီ ownership နဲ့ stewardship ကိုနားမလည်ပဲနဲ့နိုင်ငံတော်ဆိုတာတင်နားလည်စရာအကြောင်းမရှိဘူးဒီဘယင်နိုင်ငံမှာဘယင်နိုင်ငံလို့ပြောလိုက်ပိုင်ဆိုင်တာတင်ဘာတစ်ခုမှမရှိတော့ဘူးဘယင်နိုင်ငံမှာဘယ်သူမှမြေမပိုင်ဘူးဘယင်ပဲပိုင်နေကောतू ကနေပြီးတော့မှဒီချင်းမိုင်ကိုရောက်လာပြီးတော့မှဒီမြေခွက်ကိုလက်ညှိုးထုတ်တဲ့ဒီနေရာငါကြိုက်တယ်ဆိုအဲ့ဒါပေးလိုက်တော့ तू ပိုင်နေတာ तू ယူပိုင်ခွင့်ရှိတယ်ဒါ kingdom ဆိုတဲ့အဓိပ္ပာယ်က king dominion ဘယင်အကုန်ပိုင်တယ်ဘယင်အကုန်ပိုင်တယ် तू မယူချင်လို့တာနေထားတာအကုန် तू ပိုင်တယ် okay ဒါဆိုပြောမယ်တင်ဖျားရဲ့မာဇချင်းနဲ့ကြွယ်ဝချင်းတင်တကယ်ရချင်းရင်တင် ownership နဲ့ stewardship ကိုနားမလည်လို့မရဘူးဒါဆို ownership ကဘာလဲတဲ့ ownership ကဖျားသားသမီးစဖြစ်တဲ့နေ့ကနေစပြီးတော့တင်ပိုင်တာဘာတစ်ခုမှမရှိတော့ဘူးတင်ပိုင်တာဘာမရှိတော့တင်ပိုင်လားမပိုင်လားကြည့်အောင်တစ်ပေအခန်းကြီး1အငယ်18ကြည့်အောင်
18မိစဉ်ဖဆတ်ခြင်းလေသောအချင်းဤကျင့်ကြံပြုမှုခြင်းမှစ၍ရွှေငွေအစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်သင်တို့ကိုရွေးတော်မူသည်မဟုတ်ဆက်သွားရအောင်19အဘယ်အပြစ်မျှမရှိအညစ်အကြေးနဲ့ကင်းစင်သောသိုးတငယ်ကဲ့သို့သောခရစ်တော်ရဲ့ပါလေရွေးတော်မြတ်နှင့်ရွေးဝဲတော်မူသည်ကိုရွေးပါလေဘယ်သူနဲ့ရွေးတာလဲခရစ်တော်ရဲ့အသွေးတော်နဲ့ဘာလုပ်လိုက်လဲ18ကိုပြန်သွားပြီအင်္ဂလိပ်မှာကြတော့18မှာအဲ့လိုပေါ်တယ် okay redeem လို့သုံးထားတယ်နော် redeem လို့သုံးထားတယ် redeem ဆိုတာဝယ်တာ redeem ဆိုတာဘာလို့လဲဝယ်တာတင်တို့ကိုတဲ့ရွှေနဲ့ငွေနဲ့အပြစ်နွန်ထဲကနေဝယ်ထားတာမဟုတ်ဘူးတဲ့ okay နော်Without shedding blood, there's no redemption. Without shedding blood, there's no redemption. အသွေးသွန်းခြင်းမရှိဘဲနဲ့အပြစ်လွတ်ခြင်းဆိုတာမရှိဘူးတဲ့ဆိုတော့အပြစ်သားကိုကယ်ဖို့ရန်အတွက်ကရွှေနဲ့ငွေနဲ့ဝယ်လို့မရတော့ဘူးဘာနဲ့ဝယ်ရလဲယေရှုခရစ်တော်ရဲ့ဘာနဲ့ဝယ်ရလဲအသွေးတော်နဲ့ဝယ်ရတော့လား Okay ဒါဆိုပြောပြမယ်ရွေးဝယ်လိုက်ပြီးဖြစ်တော့ကြောင့်ယေရှုဟာငါရဲ့အရှင်သခင်ဘာလို့ဝန်ခံလိုက်တဲ့နေ့ကနေစပြီးတော့တင်ငါဘာဖြစ်သွားပြီလဲအပြစ်သားဘဝနဲ့လွတ်မြောက်သွားဘယ်သူကဝယ်လိုက်တာလဲယေရှုကဝယ်လိုက်ဖြစ်တဲ့ကြောင့်တင်ငါယေရှုပိုင်တော်သူဖြစ်သွားပြီတင်ကိုတင်မပိုင်တော့ဘူးအာမင် Hello တင်မပိုင်တော့တဲ့ ownership နဲ့ stewardship ကိုတင်နာမြောက်ဒီလောကမှာဆရာဒေးဗစ်လာသားသမီးတွေကဘာဖြစ်လို့လိမ့်မလဲသိလားဘာလို့မဆိုးလဲသိလားရှင်းလေးပဲမွေးတဲ့ဖျားလက်ထဲအပ်ထားလို့ကျွန်တော်မပိုင်ဘူးကျွန်တော်ဆိုင်မဲဆိုင်တာကိုသားသမီးဆိုပြီးတော့မှသွားပြီးတော့လှုပ်ရင်အဲ့ဒါတင့်တာဝင်သင်ယူတင်းအိမ်လှုပ်ရင်အဲ့ဒီအိမ်မီးလောင်သွားရင်တင့်ဖာတာတင်ရှင်းownership မို့ငါတို့ဒီလောကမှာယေရှုကိုစက္ကန့်ဝန်ခံလိုက်တဲ့နေ့ကနေစပြီးတော့မှကိုယ်မှာပိုင်ဆိုင်တာဘာမှမရှိတော့ဘူးဆိုတာကိုသင်သိထားဖို့အရင်ကြီးတယ် owner ကသူပဲအာမင်ဒါဆိုစီးပွားရေးမှာ owner ဘာတူလဲသူပဲအာမင်သားသမီးဘာတူပိုင်လဲသူပဲအရာခသိန်းကသူပဲပိုင်တယ်ကျွန်တော်ပိုင်တာဘာတစ်ခုမှမရှိဘူးအာမင်အာမင်အဲ့တော့နားလည်ရမယ် kingdom လို့ပြောလိုက်ရင်ဖခင်နိုင်ငံတော်ရှာတယ်ဘာလို့ရှာမဖခင်နိုင်ငံတော်ထဲမှာမင်းဝန်ခံလိုက်တဲ့နေ့ကနေစမင်းပိုင်တာဘာမှမရှိလို့ဆိုမင်းသိရမယ်ကျွန်တော်ကလေးဘာလို့လိမ့်မှာလဲရှင်းလေးပဲကျွန်တော်ပိုင်တာမဟုတ်တာဖခင်ပေးတယ်ကျွန်တော်တို့ guide လုပ်ပေးမယ်ကျွန်တော်ကျွေးမွေးမယ်ကျွန်တော်ကြည့်ရှုမယ်ကျွန်တော်လမ်းပြမယ်ကျွန်တော် control မလုပ်ဘူးသားသမီးကို control လုပ်ကိုယ်ကိုပိုင်တယ်လို့ထင်ထားလို့ control လုပ်တာမလုပ်နဲ့ no အဲ့ကလေးဆိုအောင်ငါသမီးအဲ့ဒါပို့ဆိုအဲ့ဒါဒါဆိုနေတာနေသမီးဆိုနေဖတာနေရှင်းဒီနေ့လူတွေဘာဖြစ်လို့ကိုပြဿနာတွေကိုဖတာကိုရှင်းနေရလဲသိလားဟမ်ကိုကိစ္စကိုတာဝန်ယူရမယ်လို့ခိုင်ထားလို့ကိုရှင်းနေရတာဟာမပေါက်သေးဘူးနည်းမပေါက်ရှင်းပါဒါကြောင့်နှစ်ပေါင်းများစွာသင်ပေးခဲ့တာမှားတာဆိုတာစိတ်မကောင်းဘူးမင်းဖျားကယ်ရှင်းပေးပြီးတော့မင်းကျင်တတ်တော်လေမင်းဘွားမင်းဖတာမင်းကြောင်းဘာခေါ်ပါတာကိုကြောင်းအောင်မလားယေရှုခရစ်တော်အသွေးတော်နဲ့ရွေးဝယ်ထိုင်မှာတော့ငါကငါမပိုင်တော့တဲ့ကိစ္စပိုင်တဲ့ဖခင်လက်ထဲကိုဘွားအားလုံးအားလိုက်တော့လေအာမင်ပြီးတော့စိတ်ချငါ့ကိုပိုင်တဲ့ဖခင်ရှိတယ်ငါ့ကိုရွေးဝယ်ထားတဲ့ဖခင်ကရွေးဝယ်တဲ့နေ့ကနေစပြီးတော့အဆုံးထိတောင်သူကတာဝန်ယူသွားတဲ့ဖခင်ဟာလေလုယာမိဘမကဲတော့စွန့်ပြမထားတဲ့ဖခင်အာမင်
Hallelujah. Amen. ကျွန်ဘွားနဲ့ရွေးကောက်ပြီးတော့မှတင်းကိုသားနေရပြန်ထားတယ်ဖခင်ကြီးတကယ်တော့အရင်ကတင်းကကျွန်းအတင်းမရလိုက်မှဆိုလို့အရင်တော့တင်းကကျွန်းဒါပေမဲ့တင်းကိုအသွေးတော်နဲ့ရွေးဝယ်လိုက်တဲ့နေ့ကနေစတော့တင်းကိုကျွန်းနေရမှာမထားတော့ဘဲနဲ့တင်းကိုသားနေရမှာပြန်ထားတာဖခင်သားနေရမှာပြန်ထားသားဆိုတာဘာလဲအမွေခံ very good very good အဲ့လောက်ဆင်းရတော့ကျင်းနေပြီအမွေခံလို့ပြောလို့အဲ့ဒီအမွေတွေကိုတင်းလက်ထဲထည့်ပေးရင်လည်းပဲတီတီရမှာကတင်းဥစ္စာတခုမှမဟုတ်ဘူး तू ပိုင်တာအဲ့ဒီပိုင်တဲ့ရောက်သူ့တော့ပွားအောင်ပြန်လုပ်ပေးဘာသူ့တော့လဲအဖေရဲ့ kingdom တော့ဘာဖြစ်လို့တော့မကြွယ်ဝတာလဲရှင်းလေးပဲငါဥစ္စာငါသားဆရာဝန်ဖြစ်ရမယ်ဆရာဝန်လိုင်းတိုင်နဲ့ခေါက်သွားတယ်ကောက်တီးဖြစ်သွားတယ်ပြန်လာတော့ဆရာသားလေးကိုဆွတောင်းပေးပါဦးဘာဖြစ်တာလဲဆရာဝန်လိုင်းသွားတက်တာ TV ဘာပြော तू မတက်ရှင်မတက်ခိုင်းတာမဟုတ်လားဆရာရဲ့မိသားစုမှာဆရာဝန်ရှိတော့ဘလော့ကောင်းလဲမဟုတ်ဘူးလေဖျားတက်ခိုင်းလားအမတီးပါဦးဆရာရဲ့တက်ခိုင်းလားမတက်ခိုင်းအဲ့လိုခေါက်ကြောင်းတော့ပြန်လာပြီးတော့မှဆူတောင်းပေးပါဆရာအဲ့လိုလူမျိုးကိုချက်ချင်းဆူတောင်းလို့မရဘူးဇစ်မြစ်ကိုပြန်လိုက်ရတာပြဿနာသူမဟုတ်ဘူးသူ့အမေယူဆူတောင်းပေးနေသူကလွတ်သွားတာသူ့အမေရဲ့ ownership ကနေ stewardship ဆိုတဲ့ mindset ပြောင်းသွားနေမှာအဲ့ကောင်လွတ်သွားဟာတဲ့နာမလို့ဆရာ ownership နဲ့ stewardship တွေရှုပ်ကုန်ပြီ okay ပြောပြမယ် ownership ကဖျားပဲတင်းက stewardship ownership ကတင်းမဟုတ်ဘူးငါပစံခဏနေကုံရောသူများလိန်နာနဲ့ခိုးတာနဲ့ပြဖြစ်တာနဲ့အကုန်ကုံရောဆရာတို့စက်ကြိုက်တာနဲ့ဘာလို့လဲနေချိန်လုံးငါပစံလုံနေအောင်ငါပစံမဟုတ်သူပစံငါလက်ထဲခဏအပ်ထားတာ hello ownership နဲ့ stewardship မတူဘူးဒါမဲ့တော်များများဒီလောက်ပြောပြလဲနားလည်မှာမဟုတ်ဘူးယေရှုခရစ်တော်ခေတ်ရလို့ပဲပုပ္ပမာနဲ့ပြောပြမှနားလည်မယ်ဆိုတော့လုကာခန်းကြီး7ကိုသွားရအောင်ကျွန်တော်အင်မတန်မှထက်မြတ်တော်သူများဖြစ်တော့ကျွန်တော်ဥပမာနဲ့ပဲရှင်းပြမှာလုကာခန်းကြီး7အငယ်16ယေရှုရှင်လေးတွေတဖန်ဥပမာစကားကိုမိတ်တော်မူဒီကဘာလဲငါသားလေးသူများနားလည်အောင်ဖတ်ငါသားတဖန်ဥပမာစကားကိုဥပမာငါသားဥပမလို့နဲ့ဒါလဲဥပမာစကားကိုမိတ်တော်မူဒီကတထေးတူ၌မြေကောင်းကြီးဘာဖြစ်လဲအတီးများလာအာဟာရက်မယ်တထေးတာပြဿနာမဟုတ်ဘူး rich man ပတ်စံရှိတာပြဿနာမဟုတ်ဘူးပြောလိုက်ပါဘေးနာရှိတယ်တကယ်ချင်းပတ်စံရှိတာပြဿနာမဟုတ်ဘူး okay ဒါပေမဲ့ဇနီးမောင်နှံကြောင့်တကယ်ချင်းမပြောနဲ့ပေါ့အချစ်ရေဘာညာပေါ့okay တထေးတူ၌မြေကောင်းတယ်အသိဉာဏ်များပတ်စံရှိတာပြဿနာမဟုတ်ဘူးတခြားနော်ငါပတ်စံဆိုတာအဲ့ဒါပြဿနာစပဲပတ်စံရှိတာပြဿနာလားမဟုတ်ငါပတ်စံစပြီစလားအဲ့ဒါအခိုးခံတော့မယ်မကြဘူးတထေးတူ၌မြေကောင်းရဲ့အသိဉာဏ်များလိုက်ဆက်သွားထို့တထေးကငါဒီဘယ်သူပြောမလဲလာပြီပတ်စံများလိုက်ဘာဖြစ်လဲငါဘာလို့ကောင်းမလားဟိုမှာထည့်ကောင်းမလား restaurant မှာဖွင့်ကောင်းမလားငါအဲ့လိုမဟုတ်ကိုတော့ပေးထားတဲ့ငွေလေးကိုတော့ဘယ်မှာလုံးမှာလဲကိုတော့ hello ownership နဲ့ပတ်စံရလဲဘန်ကောက်မှာပဲတွိုင်းကောင်းမလား
ရုပ်ကပတ်စံနဲ့ရှိလိုက်ရုပ်ကအိတ်ဖောင်းရင်စိတ်ပြောင်းတာမဟုတ်ရုပ်ပါပြောင်းတာအဲ့ဒါသတိထားရတယ်နည်းနည်းပတ်စံရလာရဲ့ဘန်ကောက်မှာဈေးရှိတယ်ကွာဟောဈေးရှိငါပတ်စံကိုဝါမယ်ငါပတ်စံကိုမှာဒီတို့ကြောင့်ငါချင်းမိုင်မဲ့တို့ရင်ကောင်းမှာတယ်ချင်းမိုင်ရောက်လာဆိုင်ဖွင့်လိုက်တယ်ဆွဲပြီခရိယန်နေများတယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဆွဲလိုက်တာအဲ့ခရိယန်နဲ့အကျွေးတွေပဲယူစားသွားပြီးလည်းပြောဘာလို့ခိုင်းလဲတကယ်ရှိတာနော်ပြီးလည်းပြောဘာလို့ခိုင်းတယ်လားအကျွေးနဲ့စားလဲစားပြောဘာပြောလဲတလားအဲ့ဒီစိုက်ပိုင်ရှင်ဘာပြောလဲပြန်ဆက်ချင်တယ်အဆင်ပြေဘူးအဆင်ပြေဖို့ဆူတောင်းပဲကိုကအကျွေးလဲပေးထားသေးတယ်အဲ့ဒီအကျွေးပြန်ရဖို့ပါလဲအဲ့မှာ6လလောက်တောင်းခံထားသေးတယ်မရတဲ့ဆိုဆရာဘန်ကောက်ပြန်တော့မနော်ဒီခရီးအနေပညာပြလိုက်တာဝိုင်းမလို့အများကြီးရှိတယ်အများကြီးဒီမှာကိုငါအဲ့လိုတော့ထို့တထေးကငါဒီအဘယ်သို့ပြရမလဲအတိငါပထမဆုံးငါတွေ့လားငါဒီအဘယ်သို့ပြရမလဲငါဘာလို့ကောင်းမလဲမရှိလားဟလာချင်းမရောက်လိုက်ဖွဲ့ငါဘာလို့ကောင်းမလဲမစင်တော့လားစင်စားတယ်ရက်လိုက်ကျေးဇူးပြုမကုန်ခင်ရက်လိုက်ငါဒီဘယ်သို့ပြရမလဲအတိနဲ့အများကိုတိုးထားစရာအရက်ဟာထားစရာပတ်စံဟိုနေရာမရှိတော့ဖြစ်လားဒီမှာဒီကောင်ဟုတ်လားထားစရာဒါတော့အတိနံဟိုခေတ်တော့အတိနံဒီမှာကျတော့ဗန်ထဲမှာပတ်စံများနာထပ်ထိန်လည်းပဲအစိုးရလိုက်လာတော့မယ်များနေပြီများနေပြီဘယ်မှာထားရင်ကောင်းမလားဆက်သွားပြုမိကြံငါတိုက်များကိုငါနဲ့ငါတတိထားငါဘာလုံးကောင်းမလဲငါသားသမီးတယ်ကိုဘယ်မှာကြောင်းထားရင်ကောင်းမလဲငါရဲ့လုပ်ငန်းနေငါဘာလုံးကောင်းမလဲငါတိုက်များကိုဖြိုဖျက်မယ်ကျေသောတိုက်တော့ကိုတီးပြီးလဲငါရဲ့တီးနှံများကိုတူထားမယ်โอเคလာပြီဆက်သွားပြုမိဟလာငါဝိညာဉ်အားလဲချင်းဝိညာဉ်တည်သွားတော့မှအဲ့ဒီဝိညာဉ်အတွက် तू ကနေစူးဆောင်ထားတဲ့ကိစ္စသူ့ရဲ့ plan နဲ့အရင်ကြီးလွန်းတယ်သူ့ရဲ့ plan ကဘာသူ့အတွက်ပဲလဲသူ့အတွက်ကြီးပဲမှတ်ထားညီကောင်မောင်ပတ်စံရှိတာမမဘူးဒါမဲ့အားလုံးပြောပြရင်စေချင်တယ်တင်းကိုဖျားသခင်ကကောင်းကြီးပေးပြီဆိုရင်အကြောင်းအရင်တစ်ခုဖျားသခင်ခိုင်းတဲ့အမှုတစ်ခုအတွက်ကောင်းကြီးစပေးတာကျွန်တော်ဖျားကောင်းကြီးပေးလာတဲ့အချိန်မှာကျွန်တော်မှငွေကြီးရှိလာတဲ့အခါမှာဖျားခင်ကျွန်တော်မေးတဲ့မိကုံတစ်ခုပဲရှိတယ်။သားဘာလို့မလဲကိုရောပေးတဲ့ပတ်စံသားဘာလို့မလဲဘာလို့မလဲကိုရောချင်းမိုင်တွားလိုက်တယ်ဝယ်လိုက်လုံးလိုက်ဒီလိုနဲ့ပဲလုပ်ခဲ့တယ်ငွေရှိတာပြဿနာမဟုတ်ဘူးအဲ့ဒီငွေကသင်အတွက်သင်မိသားစုအတွက်သင်ဟာလည်းပဲပြီးသွားရင်ဒါတင်ပိုင်ဒါမှမဟုတ်တာဖျားပိုင်တဲ့ကိစ္စဖျားပါခိုင်းလည်းမသိပဲနဲ့သင်အကြံစီနေပဲအကုန်ပြီးသွားဆိုအလုံးလိုက်ဆိုရအောင်လူသည်အထူးထူးပြ
ကြံစီတတ်၏နောက်ဆုံး၌ထာဝရဘုရားအကြံသာလျှင်တည် အာမင် လူကအထူးထူးပြပြ ကျက်စီတယ် နောက်ဆုံးတော့ထာဝရဘုရား အကြံပဲတည်တယ် ဆိုတင်းကိုဘုရားခင်ပေးထားတဲ့အရာတွေအားလုံးပါအတွက်လဲသူခိုင်းတဲ့အမှုတစ်ခုတော့ အာမင် တင်းလှုပ်ချင်တဲ့အမှုမဟုတ်ဘူးသူခိုင်းတဲ့အမှုပြီးစီဖို့တင်းကိုလက်ထဲကိုထည့်ထားပေးတာ အာမင် 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 ဆိုနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းလို့ပြောလိုက်ဖခင်ရဲ့နိုင်ငံတော်သားတယောက်ဖြစ်ပြီဆိုရင်တင်တိရမှာတင်ပိုင်တာဘာမှမရှိတဲ့အတွက်ကြောင့်ငါဆိုတဲ့စကားကိုထည့်မပြောတော့နဲ့ငါဆိုတဲ့စကားလည်းထည့်မပြောတော့နဲ့ငါဘယ်လိုလုပ်မလဲဆိုတာမို့ဖခင်ဘယ်လိုလုပ်စေခြင်းတလဲ အာမင် အလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံခဲ့တော့မြေကြီးမှာပြည့်စုံမှုတင်းကိုဖခင်ထားတာသူအလိုတော်လို့ပြောတယ်တင်းအလိုပြည့်စုံမှုမဟုတ်သူ့အလိုပြည့်စုံမှုတင်းကိုလောကမှာထားတာဆိုတော့သူ့အလိုပြည့်စုံမှုတင်းကတင်းဘောအနံလိုက်ရင်တင်းလိုတာမဟုတ်ပိုရှန်တဲ့ဒီဖခင်ကမဆာဖို့အစင်တင်းဖခင်ကအကုန်ပြည့်စင်ထားပြီးသားအဲ့ဒါကိုပြောတာမကြည့်ဖိလိပ္ပိခန်းကြီး၄ငယ်၁၉ဘာပြောလဲငါဤဖခင်ဒီဘဝနုပေါ်၌စံပေတော်မူသော စီးစိမ်ရှိတယ်ပြီးတော့ဘာပြောလဲသင်တို့အလိုရှိသမျှသင်တို့အလိုရှိသမျှဘာအတွက်လဲသင်တို့အလိုရှိသမျှပြောတဲ့အခါမှာသင်တို့အားဖြင့်လူပေါင်းမြောက်များစွာကောင်းကြီးခံစားမဲ့ကိစ္စဆိုရင်ယေရှုအားဖြင့်ငါကအကုန်ပြင်ဆင်ထားပေးပြီးသားအာမင်ဟာလေလုယာအာမင်ဟာလေလုယာသင်တို့သဘောပေါက်ရမှာကနိုင်ငံတော်ဆိုတာကနိုင်ငံတော်သားတယောက်ဖြစ်ပြီဆိုရင်သင်ပိုင်တာဘာမှမရှိတော့ဘူး အာမင် သင်ပိုင်တာဘာမှမရှိတော့ဘူး အာမင် Hello နေ့ရက်စင်ထဲမှာဆရာဒေးဗစ်လာဖျားကောင်းကြီးပေးပါတယ်ပေးလာတာနဲ့အမြဲတမ်းစဉ်းစားတာဘာလုပ်ရမှာလဲကိုရောမြန်မာပြည်သွားတယ်လက်ထဲမှာ350ဖျားခင်ထည့်ပေးတယ်အဲ့350ကင်ထိုင်းနဲ့ချက်ချင်းပဲဝิญဉ်ထဲမှာပေါ်ပြတယ်အဲ့ဒီဖျားเจ้าမှာသွားပြီးတရားဟောဖို့သွားတာအဲ့ဖျားเจ้าရှေ့မှာထိုင်နေတယောက်ကလာပေးတယ်ဆရာကိုပေးချင်တာကြာပြီဆိုလာပေးသွားတယ်ကြည့်လိုက်350အဲ့350ကိုကင်ထိုင်းနေကိုတော့ဒါပေးတာအကြောင်းတော့ရှိနေပြီနော်ကိုတော့ဘာတော့လဲကိုတော့လို့ဖော်ပြအချိန်မှာအဲ့ဒီဖျားเจ้าမှာအဲကိုမရှိဘူးပူလိုက်တာကျွန်တော်လည်းတရားဟောတာရမ်းပူတယ်ရက်တောင်နေခပ်ပြီးရေလဟောနေရတာအဆင်မပြေဘူးဟာနဲ့ကြည့်လိုက်ရှင်မှာအနောက်ခန်းထဲဝင်သွားတယ်လို့မျိုးအနောက်ခန်းတို့ကတော့တို့အနောက်ခန်းရှိတယ်အဲ့အနောက်ခန်းဝင်လဲဝင်ပြီးတော့ကျွန်တော်ဖွဲ့တွေအားလုံးပြောလိုက်တယ်ငါ90စားထည့်မယ်လို့အဲကိုတက်ရအောင်လို့ဘာမှတိတ်မထွက်လာတော့ဆရာပြောလိုက်တယ်နင်းဥစ္စာဘယ်လောက်ထည့်မလဲပြောဟိုကလည်းမထည့်ရင်30ထည့်မှာတတိယ30ပဲဒီမှာ50ထည့်နေပြီ30ဟိုက20 10နဲ့ပြေသွားတယ်အဲကုန်ထည့်ပေးလိုက်တယ်ဖျားခင်ကချင်းတောင်ဘက်ကိုမသွားခင်မှာ300လက်ထဲမှာလာထည့်ပေးတယ်ဘာသုံးရမှမရှိမသိတဲ့အတွက်ကြောင့်မသိရင်မသုံးနဲ့သိမှသုံးမသိရင်မသုံးနဲ့သိရင်သုံးမသိပဲနဲ့မသုံးရဘူးအဲ့ဒီအထုပ်လေးကိုကိုင်းပြီးတော့မှအခန်းရဲ့တောင်းလေးမှာထိုက်ခဲ့ပြီးတော့မှချင်းတောင်ဘက်တက်သွားတာချင်းတောင်ရောက်တော့ကလေးတိတိမ်ကိုရောက်သွားပြီတိတိမ်ရောက်တဲ့အချိန်မှာတိတိမ်မှာတရားဟောနေတဲ့ဒုတိယနေ့မှာပဲအဲ့မှာရှိတဲ့အကြီးအကဲတွေရောက်ရှိလာပြီးတော့မှကျွန်တော်တို့မုံတိုင်းကြောင့်ကျွန်တော်တို့ဒီတိုင်းတော့ပခိုင်းပေါင်းစုံအဆောက်လာဖျားရှိခိုးတဲ့အဆောက်အဦပျက်စီးသွားတော့ကြောင့်အဲ့ဒါကိုပြန်ပြီးတော့မတ်တီပေးဖို့ဆရာဖျားခင်ဆရာကိုနှိုးစော်ရင်ထဲပါအောင်ဘယ်လောက်ကြာပါလဲလှမ်းမေးလိုက်တာ300ကြော်လေးတဲ့တားမြင်တာထုတ်ကိုတားကိုမြင်တာကြော်လေးတော့ကိုယ့်ဘာသာကိုတာဝန်ယူလိုက်လို့200လာယူလိုက်ရန်ကုန်မှာလို့ဒါကြောင့်ဖျားခင်ဒေးဗစ်လာကိုပေးတာမဆမ်းဘူးလေအာမင်မဆမ်းဘူးအာမင်မဆမ်းဘူးအာမင်လူတွေထင်တာဆရာဒေးဗစ်လာအပြောကောင်းလို့အပြောကောင်းတိုင်းတာဟိုစားချမ်းသာမယ်အမှုတော်ဆောင်ချမ်းသာမယ်ဆိုနင်တို့အပြောကြလေပြောလေပြော
လောက်ပြောကောင်းတော့မဆဲခံနေရတော့အဲ့ဒါပြောကောင်းတာလားအပြောမကောင်းတာလေဒါရှောင်ရှားပြီးတော့ဟောနေတာမဟုတ်ဘူးဒဲကျွေးနေတာ very simple အပြောကောင်းလို့အလူငွေရမယ်ဆိုရင်ဟေးအလူငွေနဲ့သာဆိုရင်လေဆရာဒေးဗစ်လားဘာမှလုပ်လို့ရမှာမဟုတ်အလူငွေစောင့်လို့လုပ်ရင်ခတ်တယ်ညီကောင်မောင်တို့ဘုရားကကိုယ့်အိမ်ထဲမှာပေးတဲ့ဟာနဲ့စလုပ်ရတာဟယ်လိုဘုရားမှုတော်ဆိုတာကဟိုလုပ်ရတာမဟုတ်ကိုယ်မှရှိတဲ့ຢာနဲ့စတင်လုပ်ရတာအာမင်အာမင်တော့ဘုရားကပေးတယ်ဘုရားပေးတယ်ပြောဘုရားပေးတယ်ငါကျွန်တော်ပြောပြမှာဘုရားသခင်ကခရိယန်ဒီနဲ့တောင်အလုံးမလုံးတခါလေဘုရားဘာသာနဲ့အလုံးလုံးပြစ်တာဆရာဒေးဗစ်လာအမှုတော်စဆောင်ခါစားမြောင်းမြမှာတွားတရားဟောတယ်မြောင်းမြမှာဟောတော့အဲ့ဒီမြောင်းမြမှာသူတို့ကလည်းအယားဆာငတ်လို့နှုတ်ကပတ်တော်ဆာငတ်လို့ဟောစေချင်တာဒါပေမဲ့သူတို့မှလူငွေပေးစရာလည်းမရှိဘူးကျွေးစရာလည်းမရှိဘူးဆရာဒေးဗစ်လာ9 ရက်လုံးထမင်းနဲ့ငပိရင်နဲ့တမာရွက်နဲ့အဲ့3ခုရှယ်ဆွဲခဲ့ရတာထမင်းငပိရင်ဒါပဲဘာဟိမတော့မကျွေးနိုင်ဒါပဲဆူတောင်းချင်းနဲ့ပဲဆွဲတာပဲတို့လဲတောင်းဆရာဒေးဗစ်လာတော့အောက်ချန်နဲ့လာတာကြီးကြဲပြောတယ်ဆိုတာတခြားမဟုတ်ယေရှုအပြင်အဲ့လိုအထိတ်ဆုံးဒီဘုရားချီးမြှောက်လို့ရတယ်တမာရွက်နဲ့စားပြီးတော့ကျမ်းစာသင်တယ်သင်နေနဲ့တိပြန်ကန်နီးမှာရှင်းပြောရင်ကိုလည်းပဲသွားပြီးတော့မှအဲ့မှာမုတ်ဆိုးမတယောက်တွေ့တော့အရာနှိုးစော်လို့ကိုပြန်မဲ့ဇရိတ်တွေအားလုံးသူ့တော့ပေးလိုက်တာဖះပေးခိုင်းလို့ပြန်ခံနီးပြီသူတို့ကလည်းလာပြောတယ်ဆရာရဲ့ဒီတစ်ခေါက်တော့လာပေးတာရန်ကျေးဇူးဒါပေမဲ့ဘာမှမပေးနိုင်ခွင့်လွတ်နော်ဆရာခွင့်လွတ်တယ်မထားလူစီယာမျောတတ်တဲ့အကျင့်ကိုဘုရားသခင်နှစ်ပေါင်းများစွာသင်ခဲ့တာလုံးဝမမျောတတ်ဘူးအမှုတော်ဆောင်တယောက်အောင်မြင်တဲ့အမှုတော်ဆောင်ဖြစ်ခြင်းလူစီမှာဘယ်တော့မှမမျောမိစေနဲ့အာမင်ယေရှုပြုရဲ့ညီကိုမောင်မတို့ effective minister training မှာတခါလေးပြောမယ်လူကိုမျောတတ်တဲ့အကျင့်ကိုသင်ဒီနေ့မြေမြုပ်တကြိုးပလိုက်အဲ့ဒါနဲ့ကိုလည်းဘာပဲဖြစ်ကွာဟောမယ်ဆိုတော့တရားလည်းစဉ်းစားတယ်ငါမနေ့ကပါစိမ့်နဲ့ပြန်မှာလားယေရှုတာနဲ့တရားဟောနေအတန်ကျဲလာပြီဆိုအဲ့ဒါကိုဖတ်တာကိုရဲ့စိုးရင်စိတ်ကိုပြန်ကျွေးတာကိုကလည်းဟောတော့ဟိုဘက်ကကလေးကအယံငိုတာဟိုဘက်အိမ်ကကလေးကသူတို့ကထရံလေးပဲချတယ်ဟိုဘက်အဲ့လိုမျိုးစာတရားဟောခါစားဆိုလေပတ်စံပေးမပေးတိလားဟောရယူကျင်တတ်နေတာတို့ကလေဘာဖြစ်လို့လဲဆိုတော့ဟောချင်တာဟုတ်အရာဟောချင်ဒီဝိမင်းလာတို့လို့အရာဟောချင်တဲ့ကောင်အရာဟောချင်တဲ့ကောင်ခေါ်ရင်တော်ပြီကွာမင်းတော့ဟောတာအကြီးကျယ်ဟောတာကိုလည်းဟောအဲ့ကလေးကလည်းအော်အဲ့ကလေးအော်တော့ကိုလည်းအဲ့ဒီကလေးကိုလွှမ်းမိုးနိုင်ဖို့ပြန်အော်အဲ့ပိုးအော်တခုတော့ something ဖြစ်နေပြီတခုတော့ something အယောင်အော်နေပြီကလေးကအဲ့နဲ့ကျန်းစာတင်တာခဏရက်ပြီးတော့တခုတော့ something ဖြစ်နေပြီထင်တယ်လို့သွားအဲ့ကလေးကငိုတာလေအမေကပါလိုက်ငိုနေတာဒီကလေးကငိုနာလုံးငိုတာကြာပြီအဲ့နဲ့ချက်ချင်းပဲဟေးယုံကြည်ခြင်းဆိုတာဝိညာဉ်တော်တကယ်ပေးတယ်နော်ဒါဝိညာဉ်တော်ဟာလားယုံကြည်ခြင်းကိုဝိညာဉ်တော်အပြင်ပေးတယ်အဲ့ချိန်မှာလေငါလက်တင်ဆုတောင်းရင်အဲ့ကလေးကလုံးဝယူပြစ်လို့ပျောက်မယ်ဆိုတာအထက်ကနေဖုံးဆိုဝင်လာတာဒါကြောင့်ဝိညာဉ်တော်ဒီတယောက်တော့သူကပါလဲပညာကိုပေးတယ်ယုံကြည်ခြင်းကိုပေးတယ်ချက်ချင်းလက်တယ်နော်မကိုရောယေရှုတင်တယ်လာဝကရမှာခံတော်တန်ချက်တော်ဟာဒီကလေးအနာကရှိပြောင်းငြိမ်းစေပြီလောကသားချစ်တယ်ဖေဟာဒီကလေးလည်းကိုရောချစ်တယ်ဆုတောင်းလာဒါ
ဒါပေမဲ့တော့ဘုရားဘာသာတယ်ဆုတောင်းပြီးတော့မှကိုတော့ကျွန်တော်ပေးထားတဲ့အခွင့်အာဏာတကူနဲ့ဒါဆုတောင်းတယ် believers authority ယုံကြည်သူမှာကိုတော့ပေးထားတယ်သူတို့ဘုံမှာလက်တင်လို့ချမ်းသာပေးလို့ပြောထားပြီးသားအခုတာလက်တင်တယ်အခုချမ်းသာပေးပါတယ်ဟယ်လိုနှုတ်ဘတ်တော်နဲ့ညီတော့ဆုတောင်းရတယ်လက်တင်လို့ဆုတောင်းနေချိန်မှာအဲ့လိုချွေးတွေပြန်လာပြီးတော့လေအဲ့ကလေးကလုံးဝညီကြသွားတာပြီးတော့နားနဲ့မနာဖွားနဲ့နာပြီးလဲပြီးရောလေဒီအလုံးနဲ့အာနာဒီလိုအစစ်လေဒီကနေပြန်ထွက်တာပြောင်းအောင်လောဝခလေးကပဂတိပြန်ကောင်းသွားတယ်နောက်တနေ့မှာကျွန်တော်လေးအထုပ်လေးထုတ်ပြီးတော့နောက်နေ့ကျတော့အထုပ်လေးထုတ်ပြီးတော့ကျွန်တော်ပြန်တော့မယ့်ချိန်မှာဒီအမျိုးသမီးကပြေးလာပြီးတော့ကျမဗုဒ္ဓဘာသာပါဒါမဲ့ကျမခလေးတွက်ဆုထားတဲ့စေးဖို့ကျမကိုတွားစရာမလိုတော့ဘူးစေးရုံတွားရင်လည်းလောက်မှာမဟုတ်ဘူးအဲ့ဒီဟာလေးကိုဆိုနှီးနဲ့ခြိထားတာဒီနေ့ဒီမှတ်မိတယ်ဆရာနှီးနဲ့ခြိထားတာနှီးနဲ့ခြိထားတဲ့အထုပ်လေးလာပေးတာကျမမလိုတော့ဘူးဆရာပူတော်ဘုရားဘာသာမပြောတတ်တော့လေခါရဝပြုတာလားအဲ့လိုသူပြောတယ်အမပြောမယ်ယေရှုကြောင့်နော်ယေရှုအသက်ရှင်တယ်ယေရှုအသက်ရှင်တယ်ယုံကြည်ပါသလားယုံကြည်တယ်ဆရာယုံကြည်သွားပြီဒီအိမ်မှာခရိယန်တွေဟောနာရလားမရလားမသိဘေးနာကလေးမရကတဲ့ချင်းရသွားတယ်သူလည်းကတိချင်းရတယ်ကျွန်တော်လည်းလမ်းစိတ်ရတယ်ဟာလေလုယာပြန်လာတယ်လေအာမင်ဖခင်ကသူ့အတွက်အလုပ်လုပ်ရင်ဖခင်ကခရိယန်နေထင်းနဲ့တော့မအလုပ်လုပ်တာမဟုတ်မယုံကြည်သူနဲ့တော့အလုပ်လုပ်တယ်ဖခင်ဟာလေလုယာဟာလေလုယာဖခင်ကအဲ့လိုကောင်းချီးပေးတယ်ဖခင်ပါအာမင်ဖခင်ကကြိုက်တာနဲ့ဟဲ့ဒီမှာကြည့်ရုံပေါ်မှာကျွန်တော်ပဲတွေ့ကြုံရှိတာမဟုတ်ဘူးဗျကျမ်းစာနဲ့အညီကျွန်တော်တွေ့ကြုံရှိတယ်အဲ့ဒါကျွန်တော်ပြောတာအေလိရှေယိုဖျားသခင်ကဇရတမြို့မိုးဆိုးမစီသွားခိုင်းတာဣသလအမျိုးကယုံကြည်သူမိုးဆိုးမတွေမဟုတ်ဘူးဖျားကိုမယုံနဲ့တပားမျိုးသမီးစီကိုသွားခိုင်းတာတပားမျိုးသမီးအားဖြင့်ဖျားခင်အလှလှသွားတာဒီနေ့ဖျားခင်ကမယုံကြည်သူတွေအားဖြင့်တပားမျိုးသားတို့ရဲ့စီးစိမ်တွေဟာကျွန်တော်တို့အတွက်ဖျားကတိုးထားပြီးသားဖျားခင်နာမဘုန်းကြီးပါစေတိုးထားပြီးသားတိုးထားပြီးသားအရေးကြီးတာကတင်တစ်ခုပဲတင်အတွက်ဖျားပြင်ဆင်တာမင်္ဂလာအရင်ကြီးတယ်ဒါပေမဲ့ငါပတ်စံမလုပ်နဲ့ဒီနေ့ဆပ်ရမှာငါပိုင်တာမလုပ်တော့ငါပိုင်တာဘာမှမရှိဘူးပြောတင်ပိုင်တာဘာမှမရှိဘူးကျွန်တော်ပိုင်တာဘာမှမရှိဘူးပြောလိုက်ကျွန်မပိုင်တာဘာမှမရှိဘူးတင်းယောက်ျားလည်းတင်မပိုင်ဘူးအချိန်တိုင်းရင်တင်ခွဲရမှာပဲဒီမိမလည်းတင်မပိုင်ပါဘူးကျွန်တော်အမေဆိုဥစောလာခုဘယ်လောက်ရှစ်လဲကျွန်တော်အဖေရဲ့နာမည်ဥစောလာခုဒါပေမဲ့အချိန်တန်တော့လေခွဲသွားတာပဲတစ်ချိန်လုံးမိုင်တီးရပြောနာကျွန်တော်အမေကကျွန်တော်အဖေမိုင်တီးရလို့ခေါ်တာငယ်တော့ကျွန်တော်တို့ကအင်္ဂလိပ်စကားနားမလဲမေပြဲဆိုတာဘာလို့တာလဲကျွန်တော်နားမလဲကျွန်တော်အမေကကျွန်တော်အဖေမိုင်တီးရလို့ခေါ်တာငယ်တော့ကျွန်တော်ကြားတာမေပြဲအရင်မြန်သွားရင်သူကမေပြဲဖြစ်သွားမိုင်တီးရခေါ်တာဆိုမိုင်တီးရလည်းအခုကသွားတာပါပဲမိုင်တီးရလည်းနားမှာမရှိနိုင်ဘူးမိုင်တီးရမရှိမှသူကလည်းအလှတွေပြင်မလို့မှအနီရောင်နေနဲ့ပိုင်ဆိုင်တာဘာမှမရှိပါဘူးကျွန်တော်အမေမှာတမီးလေးတစ်ယောက်ရှိတယ်ကျွန်တော်ကညီကို2ယောက်အမ1ယောက်ညီကို2ယောက်ဆိုကျွန်တော်အကို1ယောက်အမ1ယောက်ဗျာကျွန်တော်ကညောက်ကြားလေး2ယောက်မိန်းကလေး1ယောက်အမကအသားဖြူဖြူချောလေးကျွန်တော်လိုမခံပြောချင်တာလေကျွန်တော်လိုအသားမညိုဘူးဗျာ तू ကဖြူဖြူဖွေးဖွေးလေးအမအရန်ချောတယ်ဆိုတော့ဒီအမကအရက်လက်ရှိအရက်မြင့်ကရင်နဲ့ကလာ
ဆက်ကလေး तू ကပြစတိုင်အမှန်ပေါက်တယ်ဒါမပေါက်ဘူးကိုယုတ်ကရရုပ်ဖြစ်တယ်ဒါပေမဲ့ဖျားမှုတော့ဆောင်းတဲ့ channel စောက်တော့ဖျားသခင်ကတမျိုးဖြစ်စေတယ်လေအဆင်ပြေစေတယ်ပေါ့ကြည့်ရတာအဆင်ပြေဆိုတော့ဒီကျွန်တော်မှတော်ချောတယ်ဆိုတော့ကျွန်တော်အမေကဘာဖြစ်လဲဆိုတော့ကျွန်တော်အမေကရှင်းပြောရင်ကျွန်တော်လိုပဲလေသူကကျွန်တော်လိုပဲသူ့သမီးတော်မထင်ရဘူးအမအဲ့လိုဟိုခေတ်တုန်းကဆိုရင်မိုမိုကိုလိုရုပ်မျိုးဂျပန်မင်းသမီးလာပါလားသူအမြဲတမ်းနှိုင်းနေအဲ့ဒါနဲ့တော်တော်လေးလှတယ်ဆိုတော့ तू ငါသမီးလေးခေါ်တော့မချင်းခအောင်22နှစ်နဲ့ခေါ်တော့မချင်းခါတာ22ငါသမီးလေးတချင်းလို့သူ့သမီးတို့အရန်ပူတယ်ခေါ်တော့မူတော့ပိုင်နာပါမရှိဘူးဘာလို့ပြတယ်လဲကျွန်တော်မေကိုမလှုပ်နိုင်တော့အရာရှိစေခြင်းကလှုပ်နိုင်တော့အရာတွေအားလုံးငါလှုပ်မယ်ဘာလို့သင်ပေးတာလဲ ownership stewardship မင်းငါခဏအထားတာမင်းပိုင်တာတခုမှမရှိပိုင်တာငါပဲဖခင်ထပ်ပြောတယ်ငါဘုံဘယ်သူမှမပေးဘူးတဲ့ဒါကြောင့်မှတ်ထားဆရာဒေးဗစ်လာစိန်ခေါ်ရဲတယ်ကြိုက်တဲ့အရာတောင်းပေးဖို့စင်တယ်မယ်အာမင်မနောက်ဘူးအဲ့ဒါကြိုက်တာတောင်းပေးဖို့စင်တယ်မယ်ဘာလို့ဒီလားဘာမှမရှိတဲ့ဘဝနဲ့လာတာယေရှုကြောင့်လိုအပ်တာအကုန်ရပြီပြန်တောင်းလဲဒါယောဘအယမ်းမိုက်တယ်ယောဘဒုက္ခတွေပြည့်တဲ့အချိန်မှာသူ့ရဲ့မိန်းမသူ့ကိုပြောတယ်အဲ့ဒီဖယားကိုကျိန်ဆဲပြီးသေလိုက်တော့တဲ့မိန်းမမိုက်ပြောတဲ့ကဲတော့မင်းမပြောနဲ့တဲ့ဖယားသခင်ကပေးတယ်ဖယားပြန်ရုပ်သိမ်းတယ်ဖယားသခင်နာမဘုန်းကြီးပါစေတဲ့အဲ့ဒါသူဘာနားလေရလဲ ownership နဲ့ stewardship ကိုနားလေတာဖယားနိုင်ငံထဲမှာတင်ရှိတာမှန်ရင်ဖယားကျွေးတယ်ဖယားနိုင်ငံထဲမှာတင်ရှိရင်လိုအပ်တာအကုန်ဖယားမဆတယ်ဒါပေမဲ့တခုပဲတင်ပိုင်တာဘာမှမရှိဆိုတာတင်သိထားရမယ်တင်ကိုခဏအထားတဲ့အရာတင်သစ္စာရှိပါဖယားအတွက်တာပြန်ဖြစ်စေပါလိုအပ်တဲ့အရာထပ်ပို့ရှောင်ဖယားခင်မဆလိမ့်မယ်ဖယားခင်နာမှာဘုန်းကြီးပါစေအဲ့ဒါဖယားနိုင်ငံတော်ရှာခြင်းပဲတင်နိုင်ငံမို့ဖယားနိုင်ငံအာမင်တင်ပိုင်တာဘာမှမရှိဘူးအာမင်ဖြောင်းမှချင်းလိုက်အတိုင်းပဲဖြောင်းမှချင်းဆိုတာတင်းရဲ့ဖြောင်းမှချင်းနဲ့အတမ်းမရှင်နဲ့ငါအကောင်းဆုံးသက်ရှင်မယ်ငါအကောင်းသက်ရှင်မယ်ယေရှုရတဲ့နေ့ကနေစပြီးတော့တင်းရဲ့ဖြောင်းမှချင်းမရှိတော့ဘူးဖခင်ရဲ့ဖြောင်းမှချင်းတင်းကိုဖခင်ပေးလိုက်တာဆိုတော့အခုတင်းထဲမှာရှိတာဘာလဲဖခင်ရဲ့ဖြောင်းမှချင်းကြောင့်ဖခင်တင်းကိုလက်ခံတာအခုတင်းထဲမှာရှိတာဘယ်သူရဲ့ဖြောင်းမှချင်းဒါကြောင့်အားလုံးဒါလေးနဲ့ဆုံးသတ်မယ်မဿဲခန်း6ငယ်33ဖခင်နိုင်ငံတော်နဲ့ဖြောင်းမချင်းတယောက်ရှိဆိုတာရှာကြလို့ဒီမှာကြည့်အင်္ဂလိပ်မှာဆိုရင် seek first the kingdom of God and his righteousness not our righteousness ငါတို့ရဲ့ဖြောင်းမချင်းကြောင့်ငါတို့ဖခင်ရှိမှမျက်နှာရတာမဟုတ်သူ့ရဲ့ဖြောင်းမချင်းကြောင့်ငါတို့မျက်နှာရတာအာမင်ပိုင်နာဘာမရှိဘူးသင်ခုရတဲ့ကောင်းချီကလည်းဘသူရဲ့ဖြောင်းမချင်းကြောင့်ရတာလဲဘသူကြောင့်ရတာလဲယေရှုရဲ့ဖြောင့်မခြင်းကြောင့်ရတယ်ဆိုတာသင်သိရင်သင်လိုအပ်သမျှအရာဖခင်အကုန်ပေးလိမ့်မယ်အဲ့ဒီအရာတွေအားလုံးကလည်းသင်စီမှာရောက်လာရင်သင်သိရမှာသင်မပိုင်ဘူးဖခင်ခဏအပ်ထားဆိုတာသင်ပြီးတော့ဖခင်ဘုန်းတော်အတွက်သင်အသက်ရှင်မယ်ဆိုရင်မှတ်ထားညီကိုမောင်မတို့သင်ရဲ့အသက်တာထဲမှာထိုအရာတွေအားလုံးကိုထပ်၍လုံးလေတဲ့မရှိအောင်ပေးမယ်ဆိုတဲ့သတင်းစကားပြောလိုက်ပါတယ်ရောက်ရှင်ဖခင်ကောင်းကြီးပေးပါစေအားလုံးမတတ်ထားရအောင် Hallelujah ကျမ်းစာတစ်ပိုက်လောက်ကြည့်အောင်ညီကောင်မောင်မတို့ယောဟန်ခန်းကြီး1အငယ်16 Hallelujah ဘယ်သူရဲ့ပြည့်စုံခြင်းလဲယေရှုရဲ့ပြည့်စုံခြင်းမှာလဲယေရှုတစ်ပါး၌ထပ်ဆင့်ယေရှုတစ်ပါးငါတို့ရှိများထပ်ဆင့်၍ဘုရားခင်ပေးမဲ့မင်္ဂလာတွေသင်မှာရှိပြီးသားဖြစ်တယ်
ဒီနေ့တက်နောက်နေ့ပေါ်ရမှာခံစားမယ်မင်္ဂလာရှိတယ်နောက်နေ့တက်နောက်နေ့ပေါ်ရချမ်းမှာရှိတယ်ပို့ရှိလာမယ်ဝေးရှင်နဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးရှိလာမယ်သင်တတိထားရမှာကသင်ပိုင်တာဘာမှမရှိဘူးဆိုတင်သိရမယ်ပေးတဲ့ရအားလုံးဖျားအတွက်ပြန်ဖြစ်မယ်ဆိုရင်အာဗြဟံဖျားခင်ကအစင်မြဲတည်တဲ့ကောင်းကြီးမပေးခင်မှာသူ့ရဲ့နှလုံးသားဘက်မှာရှိတယ်ဆိုတာစမ်းစစ်တယ်တအူရီတော့တောက်ပြန်တောင်းတယ်ဖျားပေးတယ်ဖျားပြန်တောင်းတော့ငါဘာလို့မပေးနိုင်မှာဆိုအာဗြဟံနှလုံးသားဖျားမြင်သွားတယ်တားစင်မြင့်ဆက်ဖျားချီးမြှောက်တယ်ဟာလေလုယာသူကောင်းကောင်းသိတယ် ownership နဲ့ stewardship ကိုတင်ပိုင်တာဘာမှမရှိဘူးဘေးထဲမှာရှိပြတင်ပိုင်တာဘာမှမရှိဘူးဖျားတင်မှာရှိတဲ့အရာတွေအားလုံးလည်းဘယ်သူလက်ထဲအပ်ထားလဲဖျားသခင်ကယုံကြည်စွာအပ်ထားတာဖြစ်တယ်အာမင်အဲ့ဒါကိုအပ်ထားတဲ့အရာဘယ်သူတော့ပြန်ဖြစ်ရမလဲဒီနေ့ကစာရမတ်တာတင်းရဲ့ကျမ်းမာခြင်းကလည်းတင်လို့လို့ရတာမဟုတ်ဖျားပေးထားတာဟာလေလုယာသားသမီးကလည်းဖျားပဲပေးထားတာကောင်းကြီးကလည်းဖျားပဲပေးထားတာလုပ်ငန်းလည်းဖျားပဲပေးထားတာအရာခတ်သိမ်းကဖျားပဲပေးထားတာဖျားသခင်အတွတ်ပြန်ဖြစ်ပါစေအာမင်ဒီနေ့ကိုရပြင်ဆင်ထားတဲ့မင်္ဂလာတွေသားမျိုးတို့ဖြစ်တယ်အာမင်သားမျိုးတို့တစ်ခါလေးမှာကိုကိစ္စကိုတာဝန်ယူရမယ်ထင်တော့ကိုဘာသာကိုယုံကန်နေတယ်ကိုကိစ္စလည်းမရှိကိုပိုင်တာလည်းမရှိကိုတော့ပဲကုန်ပိုင်တာကိုရရှင်ဖျားခန့်ထားတဲ့အမှုကိုသိပြီးတော့မှကိုရရှင်လှုပ်ခိုင်းတဲ့အမှုကိုလှုပ်ဆောင်ခြင်းအပြင်ကိုရရဲ့မဆာထောက်ပံ့ခြင်းဟာအဆင်အမြဲမြောင်များစွာသောသူတွေကောင်းကြီးဖြစ်စေဖို့ကိုတော့ဒီသားသမီးတွေကောင်းကြီးပေးပါဒီသားသမီးတွေကောင်းကြီးပေးပါဒီသားသမီးတွေကောင်းကြီးပေးပါဒီသားသမီးတွေအပြင်မြောင်များစွာသောသူတွေကောင်းကြီးခံစားဖို့ကြောင့်ဖြစ်ပါစေဘုန်းတော်အတွက်ဆက်လက်ချီးမြှောက်ပါမိအကြောင်းလက်တော်သို့အနန္တိခါမှာအဖခမီတော်ဤမြတ်တာတော်ကဲတဲ့ပါရှိခရစ်တော်ဖျားဤကျေးဇူးတော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားဤပို့ဆောင်ကောင်းကြီးပေးခြင်းမိသားဖွဲ့ခြင်းဆုကျေးဇူးဖျားတော်သည်ယနေ့ကိုပိုင်တာဘာမှမဟုတ်ဘူးဆိုတာသိပြီးတော့မှကိုတော်သာရခတ်သိမ်းကိုပိုင်တယ်ကိုတော်ပေးအပ်ထားတဲ့အရာတွေကိုလည်းကိုတော်အတွက်ပဲဖြစ်စေရမယ်လို့ဝန်ခံကြတော်သားသမီးအကြီးဆုံးမှစားလဲငယ်ဆုံးနိုင်ပါတော့ယခုမှစ၍ကာလအစဉ်အမြဲတက်ရောက်တည်ရှိတည်မြဲတည်နေပါစေသော